တို့ဆက်လက်ပြီးတော့တတိယပွဲစဉ်အတွက်ကျိုးဝိုင်းနိုင်လူကြီးဖြစ်ဆောင်ရွက်ပေးမယ်နိုင်လူကြီးဦးကျော်စန်းအားစီပြတ်သူကြွရောက်နေရရွေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာတတိယပွဲစဉ်အဖြစ်ရင်မြိုင်ထိုးတတ်မဲ့သူများကိုစီပြတ်သူဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအနီတောင်းကနေရင်မြိုင်ထိုးတတ်မှာကတော့Club 9လက်ဝိတ်ကလပ်မှာဖြိုးကိုဖြစ်ပါတယ်10ပွဲနိုင်6ပွဲရှုံး16ပွဲတည်စုစုပေါင်းပွဲစဉ်30ကိုရှင်ပြိုင်ထိုးတက်ထားတဲ့9ကလပ်မှာဖြိုးကိုဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အပြာတော်မှာပါဝင်ရှင်ပြိုင်ထိုးတတ်မဲ့သူကိုဖိတ်ခေါ်ပေးပါရစေတော်ဝင်အေယာကလပ်မှာတာတီဖြစ်ပါတယ်ခင်ဗျာအပြာတော်ပါဝင်ရှင်ပြိုင်ထိုးတတ်မှာဖြစ်ပါရဲ့၄ပွဲရှင်ပြိုင်ထားပြီးတော့2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရလက်ကိုရရှိထားတဲ့တော်ဝင်အေယာကလပ်မှာတာတီဖြစ်ပါတယ်Round 1. Okay. Round 1. ပထမအချိန်လွတ်ပါပြီခင်ဗျာဒါတိတ်ခတ်တယ်ဗောခင်ဗျာအောက်ခြေခတ်တယ်ဖြိုးကိုနဲ့တာတေနဲ့ဖြိုးကိုတော့တွေ့နေပါပြီခင်ဗျာဖတ်ချရင်တော့ပြတ်ချသွားမယ်တော့နင်းထားတယ်ဖတ်တယ်တစ်ဖက်ကစောက်ထားတယ်ခင်ဗျာဘိုးပြီးဖတ်တယ်ခင်ဗျာနိုင်ကလနဲ့တော်ဝင်အေယာတို့တော့တွေ့နေပါပြီခင်ဗျဒါတေနဲ့ဖြိုးကိုရောခင်ဗျဖတ်တယ်ဘာလုပ်ဘူးလဲဖတ်တယ်နင်းတယ်တောင်ရိုက်တယ်ဗောခင်ဗျတစ်ဖက်ကကြည့်နေတယ်တိုင်းရမယ်တိုင်းလွှင့်ထိုးမယ်ခင်ဗျအောက်ခြေအပေါ်ခြေပေါ့ခင်ဗျလူကိုနဲ့တာထိန်ပေါ့ခင်ဗျထိုးတယ်စိုင်ထိုးနေပါပြီခင်ဗျဖတ်တယ်ကောင်းရိုက်တယ်ထိုးတယ်ပေါ့ခင်ဗျလက်ချင်းချက်တစ်ချက်ချင်းနဲ့နေပါပြီခင်ဗျ
ခတ်တယ်ခတ်ချရင်တော့ပြတ်ချကုန်မယ်တော့ခတ်တယ်ယောက်ျားတို့တက်တိဝိုင်းလယ်မှာရှိပြီဆိုတဲ့အတိုင်းပဲခင်ဗျရပဲဘိုးမယ်ပထမအချီပြီးဆုံးရင်ဖြစ်ပါတယ်ခင်ဗျာAR Financial Group. Round 2 ဒီနေ့ပြင်ဒုတိယတီလွတ်မှာဖြစ်ပါတယ်ခင်ဗျာ Round 2တို့ပြီခင်ဗျပိုက်ထားတယ်ထိုးတယ်ဘောခင်ဗျလက်ပြန်ရိုက်တယ်ဘောခင်ဗျရက်မှန်နဲ့လက်ပြန်နေပေါ့ကျိုးကိုနဲ့တာတေနဲ့ကျိုးကိုတော့တွေ့နေပြီခင်ဗျနေဘိုးတယ်ပြင်လက်သီးတယ်ဝိုက်လက်သီးတယ်ဘောခင်ဗျဒိုဘီဘိုးထားခတ်တယ်Yeah. Lobby. Ore khamya. Du awen tadaw a phyaw. Lati a phyaw ma a pi paw me so de maung ne bo khamya. Dore Look be come here. Cut it, come here. Tati ne phyo ko bo come here. Dutiya achi ma shin pyain thot tat ne kin phitပါတယ်ခင်ဗျာLobby. Ore cut the book. Yeah.